အိမ်မှာအိမ်မှုကိစ္စတွေလုပ်ရင်းနဲ့ပေါ့ကလေးကိုကြောပိုးထားတဲ့အခါကလေးကြောပိုးတိုင်းကျိုးရဲ့အပေါ်ဘက်မျက်နှာပြင်မှာပန်းထိုးကြတာမျိုးပေါ့ကလေးအတွက်ကောင်းမွန်တဲ့ဆူတောင်းပုံရိပ်လေးတွေကိုထိုးကြတာပါပန်းထိုးကျိုးရဲ့အသားကြောင့်ပုံဖော်ထားတာတွေကပိုပြီးကျွတ်တက်လာတယ်ကျမကတော့တရုတ်နိုင်ငံမှာပညာသင်ကြားနေတယ်လာအိုကျောင်းသူခဲဒီချန်ဆန်ဖြူပါဆရာမလင်လင်းကအခုကျမကိုသင်ပေးနေတာပါကျမတို့လာအိုနိုင်ငံရဲ့နိုင်ငံတော်ပန်းဖြစ်တဲ့စံကားဝါပန်းပုံဖော်နည်းကိုသင်ပေးနေတာပါကျမတို့လာအိုမှာလည်းပန်းထိုးလက်မှုပညာရှိပါတယ်ဒီပန်းထိုးလက်ရာပေါ်မှာလာအိုရဲ့ထင်ရှားတဲ့သင်္ကေတတွေဖြစ်တဲ့ဆင်းနဲ့စကားဝါပန်းပုံတွေကိုမြင်လိုက်ရတော့တကယ်ကိုရင်းနှီးနှွေးထွေးတဲ့ခန်းစားချက်မျိုးရသွားတယ်ဒါက2020ခုနှစ်တုန်းကကျမတို့နဲ့လာအိုပန်းထိုးပညာရှင်တွေပူးပေါင်းဖန်တီးထားတဲ့လက်ရာပါတရုတ်လာအိုတန်တမန်ဆက်ဆံရေးနှစ်60ပြည့်အထိမ်းအမှတ်လက်ဆောင်ပေါ့လူမျိုးစုရဲ့ပန်းထိုးပညာဟာကျမတို့ယဉ်ကျေးမှုရဲ့အစိတ်အပိုင်းဖြစ်ပြီးနှစ်ပေါင်းထောင်ချီတမိုင်းကြောင်းရှိပါတယ်ဒါပေမဲ့တစ်ချိန်လုံးကတော့လူငယ်တွေကဒီပညာကိုစိတ်ဝင်စားမှုနည်းလာကြလို့ပန်းထိုးပညာဟာလည်းပျောက်ကွယ်လိုနီးပါးအခြေအနေနဲ့ရင်ဆိုင်ခဲ့ရဘူးတယ်ဒါဆိုအခုရောဘလို့အခြေအနေရှိနေပြီလဲဆရာမလင်လင်းကရွှေပန်းထိုးပညာကိုစက္ကန့်သူတဦးဖြစ်ုံသားမကတရုတ်နိုင်ငံပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်တဦးလည်းဖြစ်ပါတယ်ကျမအရန်သိချင်မိတာကဒီရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်ကိုလူတွေပြန်ပြီးနှစ်သက်လာအောင်သူမဘလို့များလှုပ်ဆောင်ခဲ့ပါလိမ့်ကျက်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုတာခေတ်သစ်ဘဝနေထိုင်မှုပုံစံထဲမှာလက်တွေ့သုံးချနိုင်မှသာလျှင်အကောင်းဆုံးလက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြစ်မှာပါပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်ဖြစ်လာပြီးနောက်ပိုင်းကျမကနိုင်ငံတော်ကိုအဆိုပြုချက်တွေတင်ပြခဲ့တယ်ကျက်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုဘလို့ဆက်ခံပြီးဖွံ့ဖြိုးအောင်လုပ်မလဲဆိုတာပေါ့ဒီလိုနဲ့ပန်းထိုးပညာကိုပုံမကောင်းမွန်စွာထိန်းသိမ်းနိုင်အောင်တွန်းအားပေးခဲ့ပါတယ်ကျမတို့ရဲ့ဒီဇိုင်နာတွေထဲမှာဆိုရင်ခုနှစ်ဆက်ပြည်လုံနှစ်ဖွားတွေကနေနှစ်ထောင်ပြည်လုံနှစ်ဖွားတွေအထိပါဝင်ပါတယ်ထုတ်ကုန်ဒီဇိုင်းရေးဆွဲရာမှာသူတို့ပါဝင်လာကြပြီးလူငယ်တွေပိုကြိုက်နှစ်သက်မဲ့ပန်းထိုးလက်ရာတွေကိုဖန်တီးခဲ့ကြတယ်ဒေသန္တရအစိုးရရဲ့ပံ့ပိုးကူညီမှုနဲ့အတူဆရာမလင်လင်းဟာရွှေပန်းထိုးအလုပ်ရုံတစ်ခုကိုတည်ထောင်ခဲ့ပါတယ်ဒီနေရာဟာပန်းထိုးပညာလက်ဆင့်ကမ်းဖို့အရေးပါတဲ့စခန်းတစ်ခုဖြစ်ုံသားမကဒေသခံတွေအတွက်အလုပ်ကိုင်ခွင့်လန်းတွေလည်းဖန်တီးပေးနေပါတယ်အမရေဘာကြောင့်ပန်းထိုးတဲ့အလုပ်ကိုလာလို့ဖြစ်တာလဲဘာလို့လဲဆိုတော့အိမ်မှာနေရင်ပန်းထိုးလို့ရတယ်လို့တစ်ဖက်မှာလည်းမိသားစုကိုပြုစုဆောင်ရှောက်လို့ရလို့ပါတလောက်ကိုလည်းဝင်ငွေအနေနဲ့ရွမ်3တူးညကနေလေတူးညလောက်ထိရပါတယ်ကျမတို့အနေနဲ့အမျိုးသမီးပန်းထိုးပညာရှင်နဲ့တူးညကြော်ကိုအခမဲ့သင်တန်းပေးခဲ့ပြီးပါပြီသူတို့တွေအိမ်ကနေအဆင်ပြေသလိုအလုပ်လုပ်နိုင်ကြပြီးဝင်ငွေတိုးပွားပြီးဘဝစင်တန်းလည်းမြင့်မားလာကြပါတယ်ဒီလိုနည်းနဲ့မှရှေ့ဆက်လျှောက်မဲ့လက်ဆင့်ကမ်းထိန်းသိမ်းရေးခီးလန်းကပိုပွင့်လင်းလာမှာပါအရန်ကောင်းတာပဲဒါကိုမြင်တော့ကျမရဲ့ဇာတိမြေကိုသတိရမိတယ်လာအိုနိုင်ငံမှာဆိုရင်ရိုးရာပန်းထိုးလုပ်ငန်းတွေဟာခင်မီစက်မှုလုပ်ငန်းတွေရဲ့ရိုက်ခတ်မှုကိုရင်ဆိုင်နေရပြီးလက်မှုပန်းထိုးပညာကိုလုပ်ကင်သူတွေလည်းတဖြည်းဖြည်းနှဲပါလာပါတယ်ကျမတို့လာအိုနိုင်ငံရဲ့ပန်းထိုးလုပ်ငန်းကလည်းတရုတ်နိုင်ငံရဲ့လှုပ်ဆောင်ပုံနည်းလမ်းတွေကိုအတူယူပြီးလေပတ်တင်နေလို့ထင်ပါတယ်ဒါကတော့45ကြိမ်မြောက်ကမ္ဘာ့ကျွမ်းဘားပြိုင်ပွဲမှာဖူဖေဖက်အစိုးရကသတ်မှတ်ပေးခဲ့တဲ့အဲ့ဒီတော့အထိမ်းအမှတ်လက်ဆောင်ပါဟောင်ကောင်မှာကျင်းပတဲ့ကွဲဖို့ဟိုရစ်အေးစေးပြပွဲမှာဒီလက်ရာကိုပြသခဲ့တုန်းကပြပွဲစတာနဲ့စူဆောင်းသူတွေကဝယ်ယူဖို့ချက်ချင်းမှာယူခဲ့ကြတယ်စမ်းသစ်တီထွင်မှုတွေနဲ့အတူရိုးရာကိုလက်ဆင့်ကမ်းရင်းဒီထုတ်ကုန်တွေဟာတရုတ်နိုင်ငံကနေကမ္ဘာအဆင့်ထိထိုးဖောက်နိုင်ခဲ့ပါပြီရိုးရိုးမိသားစုပန်းထိုးပညာရှင်ဘဝကနေပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်ဖြစ်လာတဲ့အထိစင်ညာရဲ့လက်ဆင့်ကမ်းသူကနေပြည်သူ့အတွက်အတန်ပြုသူဖြစ်လာတဲ့အထိတောတောင်တွေကပန်းထိုးအလုပ်ရုံတွေကနေနိုင်ငံတကာစင်မြင့်ထက်အထိဆရာမလင်လင်းဟာအန်နဲ့ချီကိုအသုံးပြုပြီးကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးရေးပုံရိပ်တစ်ခုဖော်ဆောင်နိုင်ခဲ့ပါတယ်။ဘာကနေရွှေပန်းထိုးပညာရဲ့ထူးခြားတဲ့ဆွဲဆောင်မှုကိုခန်းစားနိုင်စေခဲ့ပါတယ်။လာအိုနိုင်ငံမှာလည်းဒီလိုထူးချွန်တဲ့ရွှေပန်းထိုးလက်ရာတွေကိုပုံမမြင်တွေ့ရဖို့မျှော်လင့်ပါတယ်။